ကဲတငယ်ချင်းတို့မိတ်ဆွေအလုံးတို့ကျေတပွင့်ရတော့တနင်္လာနေ့မနေ့ခင်ကနန်းဖြစ်တဲ့နှစ်သုံးကိုလွဲသွားပါတယ်အဲ့လိုလွဲတာဟာကျေတပွင့်ရဲ့အပြစ်ပါကျေတပွင့်ရဲ့နီးစနစ်တွေတွက်ဆိုင်တွေကကနန်းကိုတေချာပေးတာလဲမှန်ပေမဲ့ကျေတပွင့်ရဲ့စိတ်ဆွဲလန်းမှုကြောင့်လွဲသွားပါတယ်စိတ်ကူးရင်ကနန်းကြောင့်လွဲသွားပါတယ်စိတ်ကူးရင်ပြီးတော့ရက်ရှိမှာကျေတပွင့်တတိထားပါမယ်နှစ်သုံးကိုလွဲရခြင်းကိုမသိချင်မှနဲ့တော့ကျေတပွင့်လျှို့ဝှက်ထားလိုက်ပါမယ်ကျေတပွင့်ရဲ့နီးစနစ်တွေနီးပညာတွေကတော့ကျေတပွင့်အတွက်မှန်အောင်ပေးခဲ့ပေမဲ့ကျေတပွင့်ရဲ့စိတ်ကူးရင်ဆံမှုကြောင့်လွဲသွားတာပါကနန်းတွေကိုပထမရိုက်တင်တဲ့အခါတုန်းကနှစ်သုံးပါခဲ့ပါတယ်ဒုတိယအကြိမ်မှာတော့ကျေတပွင့်ရဲ့စိတ်ကူးရင်နဲ့အကွက်ကိုရှော့ချလိုက်တဲ့အခါမှာလွဲသွားတာပါ